သူ့အဖေဖြစ်သူကိုပြန်ပေးဆွဲသွားတဲ့အဓိကတရားခံဟာတခြားသူမဟုတ်ပဲသူမရဲ့ရည်စားဟောင်းဖြစ်နေလိမ့်မယ်လို့အန်ထန်တယောက်အိမ်မက်ထဲတောင်ထဲမှတ်ခဲ့ဘူးမှမဟုတ်ပါဘူးဒီတခါတော့မင်းကိုငါအပိုင်ဖြစ်စေရမယ်လို့ရှန်ကျူးကအန်ထန်ကိုဖတ်ထားရင်းမောက်မာတဲ့လေတံနဲ့ပြောလိုက်ပါတယ်လွန်ခဲ့တဲ့3နှစ်ကအန်ထန်ဟာကျောင်းဝတ်စုံလေးနဲ့ရှန်ကျူးကိုရင်နာစရာစကားလုံးတွေနဲ့လမ်းခွဲခဲ့ပူးပါတယ်ရှန်ကျူးကသူမအတွက်လက်ဆောင်လေးပြင်ဆင်လာခဲ့ပေမဲ့အန်ထန်ကတော့ငါတို့လမ်းခွဲကြရအောင်မင်းလိုဘာမှမရှိတဲ့ကောင်ကိုငါကဘာလို့စိတ်ဝင်စားရမှာလဲမင်းထက်ချမ်းသာတဲ့ရည်စားအသေးရနေပြီလို့ပြောပြီးရှန်ကျူးပေးတဲ့လက်ဆောင်ကိုပါမြေပြင်ပေါ်လွှင့်ပစ်ခဲ့တာပါတကယ်တော့အန်ထန်ဟာအဲ့ဒီတုန်းကမိခင်ဖြစ်သူဆေးရုံတက်ဖို့ငွေကြေးအခက်အခဲဖြစ်နေပြီးအကျွေးရှင်တွေရဲ့ချင်းချောက်မှုကိုခံနေရတာကြောင့်ရှန်ကျူးကိုမထိခိုက်စေခြင်းလို့သာရက်ဆက်ဟန်ဆောင်ပြီးလမ်းခွဲခဲ့ရတာဖြစ်ပါတယ်ရှန်ကျူးကတော့အန်ထန်ရဲ့မိခင်ဆေးရုံစည်းအတွက်လက်ဝှေ့ထိုးပြီးသွေးတန်ရဲရဲနဲ့ပတ်စံတွေရှာဖွေပေးခဲ့ပေမဲ့အန်ထန်ကတော့သူရှာပေးတဲ့ပတ်စံတွေကိုပါမြေပေါ်ပစ်ချပြီးရုံထွက်သွားခဲ့ပါတယ်အဲ့ဒီနောက်မှာတော့ရှန်ကျူးရဲ့မိခင်ဟာနှလုံးရောဂါဖောက်ပြီးကွယ်လွန်သွားခဲ့ပါတယ်။ရှန်ကျူးရဲ့ဖခင်ကလည်းခြေထောက်နှစ်ဖက်စလုံးမတန်မဆွမ်းဖြစ်သွားခဲ့ရလို့ရှန်ကျူးဟာအစော်ကားခံရပြီးနာကျင်မှုတွေနဲ့ရုန်းကန်ခဲ့ရတာပါ။ခုချိန်မှာတော့ရှန်ကျူးဟာအာနာရှိပြီးချမ်းသာတဲ့လုပ်ငန်းရှင်ကြီးတဦးဖြစ်နေပါပြီ။သူကအန်ထန်ကိုလောင်ပြောင်တဲ့အပြုံးနဲ့ကြည့်ပြီးကျွန်တော်မျက်နှာကိုထောက်ပြီးကူညီပေးပါသူမအဖေကိုကယ်တင်ပေးနိုင်ရင်သူမကကျွန်တော်ကိုလက်ထပ်ဖို့သဘောတူထားပါတယ်လို့ဝင်ပြောပါတယ်။ရှန်ကျူးကတော့ခက်အေးအေးပဲရေမောလိုက်ပြီးငါကစီးပွားရေးသမားပဲအရှုံးခံမဲ့အလုပ်မျိုးမလုပ်ဘူးလို့ပြက်ပြက်တသားညင်းဆိုလိုက်ပါတယ်။အန်ထန်ကတော့သူမရဲ့အဖေကိုကယ်တင်နိုင်ဖို့ဘလို့အခြေအနေမျိုးကိုမဆိုလက်ခံဖို့အဆင်သင့်ဖြစ်နေခဲ့ပါပြီ။အဲ့ဒီနောက်အန်ထန်နဲ့အီချန်တို့ကားပေါ်မှာပြန်လာတဲ့အချိန်မှာအီချန်ကဦးလေးကလူယုံမှာပဲစိတ်မပူပါနဲ့ငါမင်းကိုတေချာပေါက်ကူညီမှာပါလို့ပြောပြီးအန်ထန်ရဲ့လက်ကိုစုပ်ကင်နဲ့တင်ခဲ့ပါတယ်။ဒါပေမဲ့အန်ထန်ရဲ့ဖုန်းထဲကိုရှန်ကျူးစီကနေမင်းငါနဲ့အပေးအယူလုပ်ချင်ရင်တယောက်တည်းလာခဲ့ပါဆိုတဲ့စာတိုတစ်စောင်ရောက်ရှိလာခဲ့ပါတယ်။အန်ထန်ဟာအဖေဖြစ်သူကိုကယ်တင်ဖို့အတွက်ရှန်ကျူးစီကိုတယောက်တည်းပြန်သွားခဲ့ပါတယ်။ရှန်ကျူးကသူမကိုကြည့်ပြီးမင်းကလွန်ခဲ့တဲ့3နှစ်ကအတိုင်းပဲအပြစ်ကင်းစင်တဲ့မျက်နှာလေးနဲ့ရက်ဆက်တဲ့စကားတွေပြောတတ်တုံးမဲ့လို့ပြောရင်သူမကိုအနားကိုဆွဲခေါ်လိုက်ပါတယ်။မင်းဖေကိုငါကယ်ပေးနိုင်ပါတယ်ဒါပေမဲ့မင်းဘက်ကတလားအတွင်းမှာငါ့ကိုချစ်မိလာအောင်လုပ်ပြရမယ်လို့ရှန်ကျူးကကမ်းလှမ်းလိုက်ပါတယ်အန်ထန်ကတော့ဒါဟာသူမကိုအဆက်ခွဲဖို့တတ်ပဲလို့တွေးမိပေမဲ့လည်းအဖေကိုကယ်တင်နိုင်ဖို့အတွက်အပြုံးတုနဲ့ပဲကျမလက်ခံပါတယ်လို့ပြောလိုက်ပါတော့တယ်နောက်နေ့မှာတော့ရှန်ကျူးဟာအန်ထန်ရဲ့အဖေကိုအကျွေးရှင်တွေလက်ထဲကနေတကယ်ပဲဘေးကင်းအောင်ကယ်ထုတ်ပေးခဲ့ပါတယ်အန်ထန်ရဲ့အဖေကအန်ထန်ကိုဖတ်ပြီးသမီးရဲ့အဖေကြောင့်သမီးပါဒုက္ခရောက်ရပြီလို့ငိုယိုပြီးပြောရှာပါတယ်အန်ထန်ကတော့သူမရဲ့နာကျင်မှုတွေကိုဖုံးကွယ်ပြီးသမီးဘာမှမဖြစ်ပါဘူးအဖေလို့ပြန်လဲနှစ်သိမ့်ပေးခဲ့ပါတယ်ရှန်ကျူးကတော့သူတို့သားအဖကိုကြည့်ပြီးတကယ်ကိုတန်ရောစင်ကြီးမားတဲ့သားအဖတွေပဲလို့လှောင်ပြောင်လိုက်ပြီးကဲအခုမင်းသမီးကငါရဲ့လူတစ်ယောက်ဖြစ်သွားပြီဆိုတော့ဂရိအတိုင်းဖြစ်ရမယ်နော်လို့တတိပေးလိုက်ပါတော့တယ်အန်ထန်တယောက်သူမရဲ့အဖေကိုဆေးရုံကိုပြန်လွတ်လိုက်ပြီးရှန်ကျူးရဲ့ဂရိစကားအတိုင်းရှန်ကျူးစိတ်ကြည်နက်အောင်ပြင်ဆင်ပေးဖို့ကြိုးစားရပါတော့တယ်သူမဟာရှန်ကျူးအတွက်အစားအသောက်တွေတိတိကျကျပြင်ဆင်ပေးပြီးရှန်ကျူးရဲ့စိတ်ကိုဖန်ဆားဖို့ကြိုးစားခဲ့ပါတယ်ရှန်ကျူးကတော့ယောက်ျားတစ်ယောက်ရဲ့စိတ်ကိုဖန်ဆားခြင်းရင်သူ့ရဲ့အစာအိမ်ကိုအရင်ဖန်ဆားရမယ်ဆိုတာမင်းတိသားပဲလို့ပြောပြီးအန်ထန်ရဲ့ကြိုးစားမှုကိုစနောက်နေခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲအန်ထန်ရဲ့ဖုန်းမြည်လာပြီးအီချန်ကဖုန်းဆက်လာခဲ့ပါတယ်အီချန်ကအန်ထန်မင်းပဲမှာလဲငါမင်းစီလာခဲ့မယ်လို့ပြောတဲ့အချိန်မှာအန်ထန်ကအီချန်ကိုစိတ်ပူပြီးငါတငယ်ချင်းအိမ်မှာပါမလာခဲ့ပါနဲ့တော့လို့တားမြစ်လိုက်ပါတယ်ဒါပေမဲ့ဘေးကနေစောင့်ကြည့်နေတဲ့ရှန်ကျူးကတော့အန်ထန်ရဲ့ဖုန်းကိုလူယူလိုက်ပြီးအီချန်ကိုအညိုးသေးတွေနဲ့ဖုန်းပြန်ဖြေဖို့လှုပ်လိုက်ပါတော့တယ်အန်ထန်တယောက်ရှန်ကျူးကအီချန်ကိုအမှန်တိုင်းပြောပြလိုက်မှာကိုစိုးရိမ်တုန်လှုပ်သွားရင်သူတို့၃ယောက်ရဲ့ပတ်သက်မှုတွေဘလို့ဆက်ဖြစ်သွားမလဲဆိုတာကတော့ရှန်ကျူးကသူ့ဖုန်းကိုကောက်ကင်ပြီးအီချန်ကိုဖုန်းပြန်ဖြေဖို့လှုပ်လိုက်တဲ့အချိန်မှာပဲအန်ထန်တယောက်အသေးအတန်တားဆီးလိုက်ရပါတယ်ဒါပေမဲ့ရှန်ကျူးကတော့ဂယုမဆိုင်ပဲအီချန်ကိုလှောင်ပြောင်တဲ့လေတံနဲ့မင်းရဲ့ရီးစားလေးကအခုငါအနားမှာရှိနေတာလို့ပြောပြီးဖုန်းချလိုက်ပါတော့တယ်အန်ထန်တယောက်စိုးရိမ်တုန်လှုပ်သွားပြီးရှန်ကျူးကိုရှင်ဘာလို့အဲ့လိုပြောလိုက်ရတာလဲလို့ဒေါသတကြီးမေးလိုက်ပါတယ်ရှန်ကျူးကတော့သူမကိုနေရနာအထိတွန်းပို့လိုက်ပြီးဘာဖြစ်လဲမင်းငါနဲ့အပေးယူလှုပ်ထားတာကိုမမေ့နဲ့ဦးလို့တတိပေးရင်သူမရဲ့မျက်နှာလေးကိုအတင်းအဓမ္မဆွဲယူနိုင်ဆိုင်ဖို့ကြိုးစားပါတော့တယ်အန်ထန်ကရုန်းကန်ပေမဲ့လည်းရှန်ကျူးရဲ့အာနာဆက်အောက်မှာဘာမှမတတ်နိုင်ခဲ့ပါဘူးနောက်တစ်နေ့မှာတော့အီချန်တယောက်အန်ထန်ကိုစိုးရိမ်လက်နဲ့ပြေးထွက်သွားခဲ့ပါတော့တယ်
ဤချန်ထွက်သွားပြီးနောက်မှာတော့အန်ထန်ဟာကတင်ပေါ်မှာတင်ရှိုက်ကြီးတင်ရင်ငိုကြွေးနေခဲ့ပါတယ်။ရှန်ကျူးကသူမအနာကိုတိုးလာပြီးအခုတော့မင်းမငါကလွဲလို့ဘယ်သူမှမရှိတော့ဘူးလို့ပြောပြီးသူမကိုတိမ့်ပိုက်ဖို့ကြိုးစားပြန်ပါတယ်။အန်ထန်ကရက်ဆက်လုံးနဲ့ရှန်ကျူးကိုကြည့်ပြီးနာကျည်းမှုတွေနဲ့ပြည့်နှက်နေခဲ့ပါပြီ။တကယ်တော့ရှန်ကျူးဟာအန်ထန်ပေါ်ရက်ဆက်ပြနေပေမဲ့လည်းလွန်ခဲ့တဲ့တုန်းကသူမသူ့အပေါ်ထားခဲ့တဲ့အညိုးတေးတွေကြောင့်သာကလဲစားချနေတာဖြစ်ပါတယ်။ဒါပေမဲ့သူ့ရဲ့စိတ်ထဲမှာတော့အန်ထန်ကိုအမှန်တကယ်ချစ်နေစေပဲဖြစ်ပါတယ်။အဲ့ဒီနောက်မှာတော့အန်ထန်ရဲ့အဖေဟာအခြေအနေတွေအားလုံးကိုသိရှိသွားခဲ့ပါတယ်။သူဟာသမီးဖြစ်သူကသူ့အတွက်ကြောင့်နဲ့အခုလိုဘဝကိုစနစ်တကျအဖြက်စီးခံလိုက်ရတာကိုသိပြီးအလွန်မင်းစိတ်မကောင်းဖြစ်သွားခဲ့ပါတယ်။ဒါပေမဲ့ရှန်ကျူးကတော့သူ့ရဲ့ကလဲစားချေလိုတဲ့စိတ်ကိုမလျှော့ဘဲအန်ထန်ရဲ့အဖေကိုပါချင်းချောက်လိုက်ပါသေးတယ်။အန်ထန်တယောက်သူမရဲ့အဖေပါဒုက္ခရောက်မှာကိုစိုးရိမ်ပြီးရှန်ကျူးရဲ့ကန့်လန့်ချက်ဖြစ်တဲ့သူ့အနားမှာတစ်သက်လုံးနေထိုင်သွားရမယ်ဆိုတဲ့အခြေအနေကိုလက်ခံဖို့ဆုံးဖြတ်လိုက်ရပါတော့တယ်။ဇလန်ရဲ့အဆုံးသတ်မှာတော့အန်ထန်ဟာရှန်ကျူးရဲ့ဘေးနားမှာအပြုံးအယယ်မရှိတဲ့တက်မဲ့ရုပ်သေးရုပ်တစ်ခုလိုနေထိုင်သွားရပါတော့တယ်။ရှန်ကျူးကသူမကိုကိုယ်ဖက်ထားရင်းကလဲစားချေနိုင်ခဲ့လို့အောင်နိုင်သူတယောက်လိုခံစားနေရပေမဲ့လည်းအန်ထန်ရဲ့အချစ်စစ်ကိုတော့ဘယ်တော့မှပြန်မရနိုင်တော့ဘူး